န္ဓာကိုယ်တစ်ခုလုံးအနာတွေပေါက်နေတဲ့ပြက်ကတော့မျက်နှာကိုတပတ်နဲ့ပတ်ပြီးတော့ဥမောင်ယူခေါ်တဲ့နောက်ကိုလည်းလိုက်ပါသွားခဲ့တာပေါ့။ထူးဆန်းတာလည်းလမ်းတစ်လျှောက်လုံးသူတို့နှစ်ယောက်ကိုဘယ်သူမှတွေ့တဲ့ဟန်လည်းမပေါ်တာပဲ။ဥမောင်ယူကလည်းမြို့ပြင်မှာတီထားတဲ့ကိုရောင်ပြည့်စီဒီစီကိုရောက်တော့လေပြက်ကရဲ့လက်ကိုဆွဲရင်းမြင်မော်ကိုခေါ်သွားခဲ့တာပေါ့။မြို့ပြင်မထင်မရှားစီဒီလေးမှာတော့ဖျားဖူးသူတွေကင်းမနေပြီးတော့ရင်းမြင်မော်မှာလည်းပြေးလွှားစော်ကစားနေတဲ့ခွေးလေသုံးကောင်ကိုသာမြင်တွေ့ရတယ်။ဥမောင်ယူကလည်းရင်းမြင်မော်ကိုရောက်တော့လေတနင်းငွေတောင်းကိုလက်ညှိုးထိုးပြပြီးကြည့်လိုက်တော့လေယောဂီဝိဆောင်ဝိစင်ထားတဲ့လူတယောက်ငြိမ်သက်စွာနဲ့တရားထိုင်နေတာမြင်ရတာပေါ့။ तू ကဘာတူလဲဗျ။ तू ကငါပဲလေ။ဟာဟဲ့လူစကားကိုရှင်းပြောပြကျုပ်နားမလဲတော့။အေးပါမကြခင်မှာနားလေလာပါလိမ့်မယ်။ကဲကျုပ်တော်ဝင်ပြီးပြီမို့လို့နှုတ်ဆက်ခဲ့ပါလေ။ဥမောင်ယူကလည်းပြက်ကိုလက်ပြနှုတ်ဆက်ပြီးရတဲ့ခန္ဓာကိုယ်ကလည်းအမုံအမားတွေဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားတာပေါ့။ဥမောင်ယူပျောက်ကွယ်သွားတာနဲ့တရားထိုင်နေတဲ့လူရဲ့ခန္ဓာကိုယ်ကလည်းလှုပ်ရှားလာပြီးတော့လေအမောင်ပြက်ကရောက်လာပြီလားခမရမတူလေဗျဥမောင်ယူရောဘယ်ရောက်သွားလဲမင်းနားလဲအောင်ပြောရရင်တော့ဥမောင်ယူဆိုတာငါရဲ့ကိုယ်ပွားတစ်ခုပဲဒီစကားကြောင့်လေပြက်ကလည်းတေချာကြည့်လိုက်တော့မျက်လုံးမျက်ခုံးအရက်မောင်းတွေကဥမောင်ယူနဲ့တူးနေတာကိုလည်းသတိထားမိတာပေါ့ခမရတို့ကျုပ်ကိုမျက်လှည့်ပြနေရလားမဟုတ်ဘူးကောင်လေးမင်းတို့ဒီထက်မြင့်တဲ့နေရာတစ်ခုစီကိုခေါ်ဆောင်မှုတာဝန်ပေးတာကြောင့်အခုလိုတွေဖန်တီးလိုက်ရတာပါဒါဆိုခမရဘာတူလဲငါနာမည်ကအောင်မြတ်တာလို့ခေါ်တယ်အခုကျုပ်ကဘာလို့အောင်မလဲဗျကျုပ်ခန္ဓာကိုယ်ကအနာရီကပြက်ကလည်းစကားပြောရင်းနဲ့သူ့လက်ကိုကြည့်လိုက်တော့အနာရီမတွေ့ရတော့ပဲနဲ့ငကိုပုံစံတိုင်းဖြစ်နေတာမြင်ရတာပေါ့မင်းရဲ့အနာရီကဒီဇရီဘောကိုတက်လာကြတဲ့ကပျောက်ကင်းသွားပါပြီဒါပေမဲ့ပေးထားတဲ့ဂရီကိုမတီးဘဲနဲ့ပြန်မယ်ဆိုရင်တော့ဒီထက်ပိုဆိုးတဲ့အနာရီထပ်ပြီးတော့ပေါက်လာလိမ့်မယ်ဟာကျုပ်ယောက်ျားပါဗျဥမောင်ယူကိုပေးထားတဲ့ဂရီအတိုင်း10ရက်ဒီမှနေမယ်အပြီးရင်တော့ကျုပ်အိမ်ပြန်မယ်ဗျကဲဒါဖြင့်လည်းတဏှာသွားကြတာပေါ့မင်းငါရဲ့အင်းကြီးစားကိုဆွဲထားလိုက်အောင်မြတ်သားလည်းပြက်ကောက်ကိုအင်းကြီးစားဆွဲခိုင်းပြီးတော့ဇေဒီနောက်ဖက်လမ်းကြားတွေကိုခေါ်ဆောင်သွားတာပေါ့စူးချုံမင်းတွေထူထပ်စွာပေါက်ရောက်နေတဲ့လမ်းတစ်ခုကိုကျော်လွန်ပြီးတဲ့အချိန်မှာတော့တန်ရှင်းတက်ရက်နေတဲ့ကြောက်စီလမ်းလေးတစ်ခုပေါ်လာခဲ့ပြက်ကလည်းကြောက်စီလမ်းလေးတိုင်းလိုက်သွားခဲ့ရမှာလမ်းတစ်ဝက်အရောက်မှာတော့တချင်းကြီးတန်တိတ်တိတ်ကြားရတဲ့အပြင်ချိုးဤမွေးကြိုင်တဲ့ပန်းရင်းတဲ့တစ်ခုကိုပါရှူရှိုက်မိခဲ့ငကိုကလေးအမအမွေးရင်းနဲ့ကြိုက်သူမို့လို့လေအဝိမှာထွက်လာတဲ့ရင်နှံကိုလေတဆိုင်မမရှူသွင်းလိုက်ပြီးလိုက်လာခဲ့ရမှာတော့ရွှေစည်းတုပ်ထားတဲ့တစ်သားအိမ်တစ်လုံးရှိကိုလေရောက်ခဲ့တာပေါ့ပြက်ကလည်းသူ့ဘဝမှာဒီလောက်ခမ်းနားတဲ့အဆောက်အဦမျိုးကိုလည်းမတွေ့ဘူးတာကြောင့်မျက်တော်မကတရန်လည်းငေးကြည့်နေတဲ့ချိန်နိုးနေရောင်အသားရည်နတ်မောင်နဲ့ကေတာလှပတဲ့အစင်တစားတွေဝစ်ဆင်ထားတဲ့မိမပြို၄ယောက်ကလည်းအိမ်မောကနေပြေးဆင်းလာတာပေါ့ဩဆရာတို့ရောက်လာကြပြီလားအထဲကိုကြောက်ပါရှင်တော့ပေါချုံလို့တဲ့မိမပြိုလေးတွေကလည်းအောင်မြတ်သားတို့ကိုယူကျိုးစွာနဲ့ကြိုးဆိုပြီးတော့အထဲကိုခေါ်သွားခဲ့တာပေါ့အဆောက်အဦထဲမှာတော့လေတူရီယာမျိုးစုံကိုကင်ဆောင်ထားတဲ့အမျိုးသမီးငယ်တွေကလည်းမြောင်များစွာရှိနေပြီးအားလုံးရဲ့အလဲမှာတော့စင်စွေရောင်တူရင်အင်းအဝါဖြုတ်ရောင်တောင်ရှိပစိုးကိုဝစ်ဆင်ထားတဲ့လူကြီးတယောက်ရွှေသလုံးပေါ်မှာထိုင်နေတာလည်းမြင်လိုက်အဆိုပါလူကြီးကလည်းအောင်မြတ်သားကိုလည်းမြင်ရောကြပြာထလာပြီးတော့လေဩဆရာရောက်လာမယ်ဆိုလို့စောင့်နေတာဒါနဲ့ဒါဆရာပြောတယ်လူငယ်လားဟုတ်တယ်ဥသူရေစသူ့အခုလေးတင်မဲ့ခေါ်လာခဲ့ဒီမှာဘယ်လောက်နေမလဲဆရာအတွက်စိတ်ငြိမ်တဲ့နေရာတစ်ခုလုပ်ပေးထားပါတယ်မနဲ့အာယုံတက်တာနဲ့သွားမလို့အထူးတက်လေလုပ်ပေးဖို့လည်းမလိုပါဘူးဒါဖြင့်ဧည့်သည်အတွက်ကျုပ်ပိမှန်ကကြည်တယ်ဖြောပြပြီးပါလိမ့်မယ်ဥသူရေစလည်းအောင်မြတ်သားနဲ့ပြက်ကအတွက်နေရာစီစဉ်ပေးပြီးတော့လက်ဖြောက်တစ်ချက်တီးလိုက်တယ်ဆိုရင်ပဲတာယာညီညောင်းတဲ့ဂီတတန်တဲ့သူကကြည်တယ်လီမိန်းကလေးတွေကလည်းရင်းနဲ့လှုပ်ရှားမှုတွေစတင်လာခဲ့တာပေါ့ရက်ကလည်းနတ်သမီးတမလှပတဲ့မိန်းမပြိုလေးတွေရဲ့ကဟန်ဆူဟန်တွေအောက်မှာနေမျောပြီးတော့ပဝင်းကျင်ဟောမေးရောသွားခဲ့ရက်ကမင်းဒီမှာနေရတာပျော်ရက်လားဟောဘလို့မေးလိုက်တာလေဗျာဒီလိုမျိုးခံစားမှုကကျုပ်ဘဝမှာတစ်ခါမှမရခဲ့ဘူးအခုလိုနေရမယ်ဆိုရင်တော့တစ်သက်လုံးအိမ်မပြန်လဲဆိုလေရတယ်ဗျာကဲဟုတ်ပါပြီကကလာတွေလည်းခံစားလိုက်ပါအောင်မြတ်သားတော့အနေငယ်ပြုံးလိုက်ပြီးတော့လည်းမျက်လုံးကိုမှိတ်ပြီးထိုင်နေခဲ့တာပေါ့ပြက်ကအနေနဲ့ကတော့အချိန်ကြီးကုံလို့ကုံမှန်းမသိပဲနဲ့အလားတရားတွေကိုခံစားနေခဲ့ရမှာမနဲ့ဝေလီဝေလင်းအချိန်ကိုရောက်ခဲ့ရောင်ကြီးထွက်လာတာနဲ့ကခုံပျော်ပါနေကြတဲ့မိန်းမပြိုလေးတွေကလည်းရုတ်တရက်ငြိမ်သက်ပြီးတော့မိမိတို့နေတဲ့အဆောင်ဘက်ကိုလည်းပြန်သွားခဲ့တာပေါ့ဆရာအချိန်ရောက်တော့ပြီမို့လို့သူတို့ကိုလွတ်လိုက်တော့မယ်နော်ကောင်းပါပြီကျုပ်လည်းပြက်ကောက်ကိုအနောက်ဘက်ကိုင်းတော်တွေကိုခေါ်သွားပြီးတော့ပြလိုက်ပါဦးအောင်မြတ်သားလည်းဥသူရေစားနဲ့ပြောပြီးတော့လေပြက်ကောက်ကိုလှမ်းကြည့်လိုက်တာပေါ့အမောင်ပြက်ကဒီနေ့ပြောရဲ့လားမပြောတာပေါ့ဗျာဒါနဲ့သူတို့တွေကဖေးသွားကြတယ်
အေးသူတို့ပဲသွားတယ်ဆိုတာသိအောင်မင်းကိုလိုက်ပြပေးပါမယ်လာကွာသွားကြရအောင်အောင်မြတ်သားလည်းဗျာကကိုခေါ်ပြီးတော့နန်းဆောင်ထဲကနေဆင်းလာခဲ့ရမှာတော့ညီညာစွာခင်းထားတဲ့ကြောက်စီလမ်းမော်ကိုလည်းပြန်ရောက်ခဲ့တာပေါ့ဒါဘယ်ကိုသွားနေရလဲဗျအေးမင်းကိုအဲ့ခံဖြော်ပြီးပေးကြတဲ့မိမပြူလေးစီကိုသွားနေရလေသူတို့မတွေ့ချင်ဘူးလားတွေ့ချင်တာပေါ့ဗျာကျုပ်တို့ဒီနေရာမှာဆက်ပြီးတော့နေရအောင်မှာမလားအေးမင်းနေချင်တယ်ဆိုရင်တော့လည်းပေးနေရမှာပေါ့ကဲရှေ့တကွေ့ဆိုရောက်ပြီအောင်မြတ်သားလည်းကြောက်စီလမ်းအကျော်မှာရှိတဲ့ကိုင်းတော်ထဲကိုလက်ညှိုးထိုးပြပြီးဗျက်ကလက်ကိုဆွဲတိုးဝင်သွားခဲ့တာပေါ့သူတို့ကဒီလိုကိုင်းတော်ထဲမှာနေကြလားဟူးလမ်းလျှောက်တာလည်းကြားလို့လားမသိပါဘူးပူလာသလိုပဲဗျက်ကလည်းချွေးတွေဆိုးလာတဲ့နဖူးပြင်းကိုလက်နဲ့တုပ်လိုက်တဲ့ချိန်အတန်တန်ကြီးနဲ့အိုဟေးနေတဲ့အတန်တွေကိုလည်းကြားလဲတာပေါ့အတန်ကြားလိုက်လားအောင်မြတ်သားလည်းဗျက်ကမီးတော့ကိုပြန်မဖြေဘဲနဲ့လက်ကိုခိုက်တင်းနဲ့ဆွဲအထဲထဲကိုလည်းတိုးဝင်သွားခဲ့ခြေလမ်း90လောက်ရောက်မှတော့အော်ဟေးတန်တွေပုံမကျေလောင်လာသလိုခန္ဓာကိုယ်ကလည်းမီးနဲ့အပူဟတ်ခံသလိုပူလောင်လာခဲ့တာပေါ့ဗျက်ကဟိုမှာကြည်စမ်းကွာအောင်မြတ်သားလည်းကိုင်းတော်ကိုလည်းညှိုးထိုးပြတာကြောင့်လှမ်းကြည့်လိုက်တော့အခိုးငွေတွေထောင်ထောင်ထနေတဲ့ကျင်းလေးချင်းကိုမြင်တွေ့ရကျင်းထဲမှာတော့ဟုံကနေတောက်လောင်နေတဲ့မီးတောက်တွေရှိနေပြီးမီးတောက်တွေရဲ့အလယ်မှာတော့တဲဝါယူပါတစားစားအော်ဟင်းပြေးလွှားနေကြတဲ့ကကြည်တဲ့မိန်းကလေးတွေကိုမြင်လာရတာပေါ့အမလီလေးဒါဘလို့ဖြစ်တာလဲကြည်စမ်းပြက်ကသူတို့ရဲ့ပုံစံကညာလို့ရှိသေးရဲ့လားကြောက်ဖို့ကောင်းနေတာဗျာသူတို့တွေကဘာလို့မလို့မီးလောင်နေတဲ့ကျင်းထဲမှာပြေးလွှားနေရတာလဲမဟုတ်ပါလို့ရောသူတို့ကငရဲခံနေရတာလားအေးမင်းပျော်မွေ့တယ်ဆိုတဲ့နေရာလေနေခံညဆန်ပိတ်တာတွေနေတဲ့နေရာပဲကွာဘလို့လဲမင်းဆက်ပြီးတော့နေကျင်သေးလားမနေရတော့ပါဘူးဗျာကျုပ်ကိုဒီနေရာနေခေါ်တော့ပြီးပါဗျာတောင်းမှပါလေဗျဗျက်ကလည်းနာကျင်သောအော်ဟစ်နေတဲ့တန်တွေကိုမကြားရတာကြောင့်လေမျက်လုံးကိုစုံမိတ်နားကိုလည်းလက်နဲ့ပိတ်ပြီးအော်ဟစ်လိုက်တာပေါ့လက်နဲ့အုပ်ထားတဲ့နားတစ်ပတ်ထဲကိုတိုးဝင်လာတဲ့ကြေးငှက်သားတကာတို့ရဲ့အော်မြည်တန်ကြောင့်လေမျက်လုံးကိုလည်းခပ်ဖောက်ဖောက်လေးဖွင့်ကြည့်လိုက်တော့စိမ့်လန်းဆူပြေပြီးတော့အုံဆိုင်မိုင်းညို့နေတဲ့တစ်ပင်ကြီးငယ်တွေကိုလည်းမြင်တွေ့ရတာပေါ့ဒါဘယ်နေရလဲအခုနောက်ငရဲခံနေတဲ့သူတွေရောဘယ်ရောက်သွားလဲဒါသူတော်ကောင်းတွေတရားကျင့်ကြံအားထုတ်တဲ့နေရာတစ်ခုပဲကဲရှေ့ဦးသွားကြည့်ရအောင်အောင်မြတ်သားလည်းဗျက်ကရဲ့လက်ကိုဆွဲတိုးပန်းလေးတွေပေါက်ရောက်နေတဲ့မြေနီလန်းလေးတိုင်းထွက်သွားခဲ့တာပေါ့မကြခင်ရှိမှတော့တရားဓမ္မရိုးဖတ်တန်နေတဲ့အတူတူဈဉ္ဉံလျှောက်နေတဲ့လူတချို့လည်းမြင်တွေ့ရတယ်ကဲဗျက်ကအခုတော့မြင်တွေ့ရတဲ့မြင်ကွင်းနဲ့ဒီမြင်ကွင်းဘယ်ရာပို့ပြီးတော့စိတ်အေးချမ်းလဲပေါ့ဒီမြင်ကွင်းကစိတ်အေးချမ်းပါလေဟေးမင်းအနေနဲ့ဆိုရင်ဒီရက်ဒီသားမှာနေမလားစောစောကမြင်ခဲ့ရတဲ့ရက်ဒီသားမှာနေမလားအခုရောက်နေတဲ့ရက်ဒီသားမှာပဲနေချင်တာပေါ့ဗျဒါဆိုအပျော်ပါးတွေကိုရောမလိုချင်တော့ဘူးလားအပျော်ပါးတွေထက်အခုလိုအေးချမ်းတိတ်ဆိတ်တဲ့နေရာလေးကိုပို့ပြီးတော့သဘောကျမိတယ်လို့ပဲဒါပြင်လည်းမင်းရဲ့ဆုံးဖြတ်ချက်ကိုသိရပြီမို့လို့နောက်တနေရာသွားကြရအောင်မြင်သားလည်းဗျက်ကရဲ့မျက်လုံးကိုလက်နဲ့တက်ချလိုက်တယ်ဆိုရင်ပဲမှိုင်းညို့အုံဆိုင်နေတဲ့တောအုပ်ထဲကနေလူတန်းနေစူညံနေတဲ့နေရာတစ်ခုကိုရောက်သွားခဲ့တာပေါ့ဒါဘယ်ကိုရောက်သွားတာလဲဗျမင်းမသိတဲ့နေရာတစ်ခုလို့ပြောအောင်ပဲကဲရှေ့ကမီးကင်းတဲမှာခဏနားကြရအောင်မြတ်သားလည်းဗျက်ကကိုခေါ်ပြီးတော့ငါးပေပက်လက်ခန့်ရှိတဲ့မီးကင်းတဲကိုလည်းဝင်သွားလိုက်တာပေါ့ဗျက်ကမင်းအနေနဲ့လူကောင်းလူဆိုးဘယ်လိုခွဲလဲကွာဒါတော့သူ့ရဲ့နေထိုင်ပုံအမူအရာအပြောဆိုကြည့်ပြီးတော့ခွဲကြတာပေါ့ဟုတ်ပြီလေအခုရှင်းမှမြင်နေရတဲ့လူအုပ်ထဲမှာဘယ်သူကလူကောင်းဘယ်သူကလူဆိုးဆိုတာခွဲပြစမ်းကွာအောင်မြတ်သားရဲ့စကားကြောင့်လည်းဗျက်ကလည်းမလန်းမကမ်းမှရှိနေတယ်ကြက်ဝိုင်းဘက်ကိုလှမ်းကြည့်လိုက်ပြီးတော့လေအသားမဲမျက်နာမှာအမာရွံ့တဲ့သူကမကောင်းတဲ့သူလို့ထင်တယ်ဝေစားတော်ပုံလည်းကြည့်အောင်လေလုံကြီးကအဆုပ်အင်းကြီးကလည်းအပြေးဒီကြားထဲကုန်းနေရလဲတပြေးပြေးနဲ့ထွေးနေသေးတယ်ဒါဆိုလူကောင်းရောဘယ်သူလို့ထင်လဲကွာလူကောင်းတော့ဦးကြက်ဝိုင်းဘေးမှာလက်ပိုက်ပြီးရက်နေတဲ့သူကိုကြည့်လိုက်ဝေစားတော်ပုံကလည်းတက်ရက်တဲ့မျက်နာကလည်းကြည်ကောင်းတဲ့ထဲမှာပါတယ်လူအားလုံးနဲ့လည်းတဟဇာတာဖြစ်တဲ့ပုံစံပဲဒါဆိုတာကမင်းရဲ့ရွေးချယ်မှုပေါ့ဟုတ်လားဟုတ်တယ်ဗျကျုပ်ကတော့အဲ့ဒီလိုပဲထင်တယ်ကဲတော့ပြင်လေကြောက်ဝိုင်းနဲ့သွားကြရအောင်ပါအောင်မြတ်သားလည်းလွယ်ရည်ကနေတမ်းမဝေစားတဲ့စုံကိုထုတ်ယူလဲလိုက်ပြီးတော့ကြောက်ဝိုင်းနားကိုတိုးခဲ့သွားတာပေါ့ခေါ်ရဟာဖေးသားကြီးတိမ်ညိုတဲ့ကွာကြိတ်ထားကောင်းလေးကြောက်ဝိုင်းနဲ့လူတွေအနေနဲ့မိမိတို့အားပေးနေတဲ့ချက်ကိုတခဲနဲ့အားပေးနေသူလောင်းကြီးကလည်းတဖြည်းဖြည်းမြင့်လာတာပေါ့တချီမှာတော့တိမ်ညိုဆိုတဲ့ချက်ကလည်းပြိုင်ဘက်ချက်ရဲ့ခွတ်ဟန်ကိုမရှောင်နိုင်ပဲညလုံးနှလုံးပေါက်ထွက်ပြီးတော့ဘေးကိုစောင်းသွားခဲ့ပြိုင်ဘက်ချက်ကလည်းတိမ်ညိုပြီးတော့မယ်ဆိုတာသိတာကြောင့်အတင်းဖိပြီးတော့လိုက်ခွတ်နေတဲ့အချိန်ဘေးမှာရက်နေတဲ့ချက်ဆွဲရလေတိမ်ညိုလည်းစက်ကနေဆွဲယူလိုက်တာပေါ့ဟဲ့အောင်မဆိုမင်းတော့ဘာလို့လာလဲပေါ့စီးပြထွက်နေပြီမလို့ချက်ကောက်လိုက်တာလေဘာဖြစ်လို့လဲ
ကြက်ကစီးထဲမှာပဲရှိသေးတာမင်းလူလည်းမကြောက်နဲ့ငါလူလည်းကြောက်တာမဟုတ်ဘူးကွာစီးပြင်ထွက်လို့ကောက်တာမင်းတို့အခုဘာဖြစ်ရှင်လဲငါဆိုးဆိုးတဲ့ကြဆွဲရလဲတစ်ဖက်လူကိုမင်းကိုပြရင်းနဲ့စီးဝိုင်းနဲ့ဝင်သွားတာပေါ့တစ်ဖက်လူတွေကလည်းလူလည်းကြောက်နေတဲ့ငါဆိုးတို့အဖွဲ့ကိုပညာပေးရင်ထွက်လာတဲ့အချိန်မှာတော့ဘိုးကေကိုတက်ရက်စွာဖီးလိမ့်ထားတဲ့လူကလည်းခါးကြားမှာဖွက်ပြီးယူလာတဲ့ဓမြောင်ထုတ်ယူပြီးလူအုပ်ကြားတွေကိုလည်းဝင်လာခဲ့တာပေါ့ဒါထောင်တော့ဘာတန်းမို့လားထောင်တော့ဘာတန်းဆိုတဲ့အတန်းကြောင့်ကြက်ဝိုင်းမှာရှိနေတဲ့လူတွေအားလုံးကလည်းရှေကနေဖြစ်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတာပေါ့ဒီကြက်ပွဲကိုငါသဘောရပိတ်သိမ်းတယ်ဘယ်သူပါပြောချင်လဲဟုတ်ကိုဘာတန်းကြက်မှန်းမသိလို့ကြီးဝေးလုံးမိတာပါတောင်းမှပါတယ်ဗျာဘယ်ကောင်မဆိုးမင်းလည်းရကင်ထားတဲ့ကြက်ကိုပြီးစမ်းဘာတန်းဆိုတဲ့လူကလည်းငဆိုးပေးထားတဲ့ကြက်ကိုတောင်းယူမြေကြီးပေါ်ကိုလည်းလွတ်ချလိုက်တာပေါ့ကဲရော့ဒီကြက်ကိုအလောင်းသားယူလိုက်ကြကျင်းလိုက်ရလားဟုတ်ရပါတယ်ဗျာပြောင်းနေလောင်းချင်းငွေတွေပြန်ပေးလိုက်လေတစ်ဖက်လူတွေကလည်းလောင်းကြီးထထားတဲ့ငွေတွေကိုကမ်းပေးလိုက်တော့ငဆိုးကနေစက္ကနဲ့လှမ်းယူဘာတန်းလက်ထဲကိုကမ်းပေးလိုက်တယ်။ဒီတော့ရဆိုငဆိုးမင်းနဲ့အိမ်ပြန်ရောက်မှစင်းရင်ရှင်းဘာတန်းကလည်းကျဆွဲငဆိုးရဲ့ဇပိုးကိုလည်းခက်ဆက်ဆက်ရိုက်လိုက်ပြီးတော့လည်းကြက်ဝိုင်းပြင်ကိုထွက်သွားခဲ့တာပေါ့။ဒီမြေဝင်းကိုမြင်တဲ့ပြက်ကလည်းကြံနေတဲ့လူတွေစီကိုသွားပြီးတော့လေခုနကလူဟာဘာတူလဲဗျ။အော်မင်းကဒီနေရမဟုတ်ဘူးနဲ့ထင်တယ်။ဒါကြောင့်လေဘာတန်းကိုမသိတာနေတယ်။သူခုလိုလုပ်တော့တော့ဘာကြောင့်လက်ခံကြတာလဲဘာတန်းထောင်လိုက်လူမိုက်လူကွာသူကအခုလိုမျိုးကြောက်မော်လေးနေပြီးတော့လူတကာကိုအနိုင်ကျင့်နေတာကြာပေါ့သူနဲ့ညီပြီဆိုရင်လည်းအဲ့ဒီလူကသိရင်သိမသိရင်ကျိုးတာပဲဒါဆိုဟိုလူကရောဒီရွာပဲလားငမဲကိုပြောတာထင်တယ်ဒီကောင်ကလည်းဒီရွာသားပဲလीသူ့မျက်နှာဓာခုတ်ရလို့အမယုတ်ကရန်ဖြစ်ပြီးရထားလားဗျဘယ်ရလားရွာထဲမှာမီးလောင်တော့ကလည်းအိမ်ထဲပိတ်မိနေတဲ့ကလေးတယောက်ကိုကိန်းရင်းနဲ့မီးဟက်သွားတာငမဲပုံစံလည်းမသိရင်လူမိုက်လို့ထင်ရတယ်မလားဟုတ်တယ်ဗျကျုံလေဆော့ဆော့တွေ့ချင်းဟိုလူကိုလူကောင်းထင်ပြီးဒီလူကိုလူဆိုးတယောက်လို့ထင်သွားတာငမဲကလူသားထွားတာကွာစိတ်ကအရန်တနာတတ်တဲ့ကွာစွန့်ညံဟင်းညံနေပြီးရင်လည်းတခြားမရှိနွမ်းပါတဲ့သူတွေကိုပြန်ဝေပေးတဲ့ပြီးဟောကျုပ်ထင်နေညင်လွဲသွားတယ်ဗျာလူတယောက်ကိုအမြင်နဲ့ဆုံးဖြတ်လို့မရဘူးဆိုတာကိုဒီလူနှစ်ယောက်ကပြသွားတာပဲအဲ့ဒီလိုပြောပြီးတော့လည်းခေါင်းငိုင်းဆိုင်နေအောင်မြတ်တာအနာကိုလည်းပြန်လာခဲ့တာပေါ့ကဲဘယ်လိုလဲပြက်ကမင်းအမြင်နဲ့ထင်တလွဲစီဖြစ်နေရမလားခမရကြောက်ကိုခုလူတွေသိစေခြင်းနဲ့ယူရချက်ကဘာလဲဗျာနောက်ပြီးတော့ဒီလူတွေကရောလူအစ်စ်တွေဟုတ်ရလားမင်းကဘယ်လိုထင်လို့လဲဒီຢာတွေအားလုံးကခမရဖန်တီးထားတဲ့အရာတွေလို့ထင်တယ်မင်းကစဉ်းစားတွေးခေါ်တဲ့သားပဲကွာအမှန်တိုင်းပြောရရင်မင်းရဲ့စိတ်ကိုပြောင်းလဲစေခြင်းလို့ခုလိုဖန်တီးထားတာပဲအောင်မြတ်သားလည်းလက်ကိုလေထဲမှာဝှေ့ရမ်းလိုက်ရမှာတော့ပဝင်းကျင်မှာရှိတဲ့အရာအားလုံးကလည်းမြူမုံနေလို့ပျောက်ကွယ်ရွှေသင်္ကန်းကလူထားတဲ့9000ပြည့်စီးတွေစုပေါ်လာခဲ့တာပေါ့ဒါမျိုးပြင်က9000ပြည့်စီးဒီမလားအေးဟုတ်တယ်မင်းရောငါရောဒီနေရာကနေတဖွာမှမခွာသေးဘူးအခုမင်းဘာဆက်လုပ်မလဲတခဏတာအပျော်တွေနဲ့ပြည့်နေနေတဲ့ဒီဘဝမှာရှင်းတမ်းမလားစိတ်အေးချမ်းမှုတွေပြည့်နေနေတဲ့အရက်ဒေတာမှာရှင်းတမ်းမလားအောင်မြတ်သားရဲ့စကားကြောင့်လည်းပြက်ကလည်းအနေငယ်စဉ်းစားပြီးတော့လေကျုံမိပါယူဘယ်လိုလုပ်မလဲသူတို့မှာကျုပ်ပဲရှိတာမင်းမိဘတွေနဲ့ဆက်နေဒီနှစ်ကုန်တာနဲ့မင်းသေးလေဘလို့ကျုပ်ကဘလို့သေးရမှာလဲမင်းမိဘတွေကအသက်ကြီးမှမင်းကိုရတာမလားဟုတ်တယ်လေဒီမင်းမိဘတွေကဓာတ်တော်မျိုးဇေဒီကိုဘာကြောင့်အမြဲတမ်းသွားနေရလဲဆိုတာသိလားဇေဒီရဲ့လိုအပ်ချက်တွေကိုလှူဒန်းမှုသွားကြတာလေမင်းကလည်းတော့ပဲသိထားတာဟုတ်ကွာတကယ်တော့မင်းမိဘတွေကသူတို့သားရဲ့အသက်ကိုဆက်ဖို့အတွက်ပြုလုပ်ပေးနေကြတာကျုပ်ကပြောတာနားမလည်ဘူးမင်းသားလေးအောင်ပြောရရင်မင်းရဲ့မိဘတွေကဓာတ်တော်မျိုးဇေဒီမှာရှိတဲ့တိုက်ကနေမင်းကိုတောင်းထားတာပဲမင်းအသက်20ပြည့်တဲ့နေ့ကျရင်တိုက်ကိုပြန်သွားရမယ်ဆိုတာလေသူတို့သိဒါကြောင့်လေဆရာတွေရဲ့အကူအညီနဲ့မင်းရဲ့အသက်ကိုရသလောက်တောင်းယူထားတာပဲအခုမင်းအသက်ဘယ်လောက်လဲ22နှစ်ပြည့်ဖို့တစ်လပဲလူတော့တယ်ဒါကြောင့်မလို့မင်းရဲ့ဘဝဟောင်းကိုပြန်သွားမလားဘဝအသစ်ကိုရွေးချယ်မလားဆိုတာဆုံးဖြတ်ဖို့ဒါဆိုကျုပ်အိမ်ပြန်ပြီးတော့ခင်ဗျပြောတာဟုတ်မဟုတ်အတီးပြုတ်ကျင်တယ်ကောင်းပြီလေည7 နာရီမင်းဒီကိုရောက်လာခဲ့ပါည7 နာရီမှမရောက်လာရင်တော့မင်းတိုင်းနဲ့မင်းကံမယ်ရက်ကလည်းခွင့်ပြုချက်ရတာနဲ့9000ပြည့်စီဒီဘဝနေပြေးစင်အိမ်ကိုပြန်ခဲ့တာပေါ့ကျန်တဲ့ကိုလည်းရေးကြီးတုတ်ပြန်နဲ့ဝင်လာတဲ့ရက်ကကြောင့်လည်းအလုပ်သမားတွေအားလုံးကလည်းအံ့ဩကုန်ခဲ့မောင်တို့မင်းခုနအိမ်ခန်းထဲမှာအိမ်နေရမလားအခုဘယ်လိုလုပ်ပြီးအပြင်ရောက်သွားလဲမငယ်အမေတို့အိမ်မှာရှိနေတာအိမ်ခန်းထဲမှာရှိတယ်လေရက်ကလည်းမငယ်စကားကြောင့်အိမ်ခန်းထဲကိုဝင်သွားလိုက်တော့ညှိုးငယ်တဲ့မျက်နှာတွေနဲ့ထိုင်နေတဲ့မိဘနှစ်ပါးကိုလည်းမြင်လိုက်ရတာပေါ့တော်ပြီဟောမင်းဘယ်ကနေရောက်လာလဲဟင်
အနာလေးလည်းမရှိတော့ပါလားအဖေအခုတားမေးတော့အမှန်တိုင်းဖြေပါတားလေးဘာဖြစ်နေတာလဲအမေတို့မေးချင်နေရလေရှိလို့ပါအမှန်တိုင်းဖြေပြီးမယ်မလားဟိုဘာမီးမလေးတားရေအမေတို့တားအောင်မမွေးခင်ဓာတ်တော်မြူးစီဒီမှာကလေးတောင်းခဲ့ဘူးလားအိုးမဟုတ်တာဟိုဒါလေးမရနေကြလားလေတားရေမေတို့မလေးမလေးဗျာတားကိုဒီလောကမှာမနေစေခြင်းလို့လားအိုးတားလေးဘာလေးပြောနေရလဲတားကုန်သိပြီအမေတို့ဓာတ်တော်မြူးစီဒီအတွက်တားအတွက်အသက်ဆက်ပွဲတွေလုပ်ပေးနေရလဲသိပြီဟမ်တားဒီเจ้าကြီးကိုဘယ်လိုသိတာလဲဒါဆိုတကယ်ဟုတ်နေတာပေါ့ဟိုလူကြီးပြောနေရလေမှန်နေတာပေါ့အိုးဘယ်လူကြီးလဲတားရေတားကိုဘသူကဘာလေးပြောလိုက်လို့လဲအဖေတားရဲ့အတိတ်ဘဝကိုပြန်မသွားခြင်းဘူးဟိုလူကြီးကပြောတယ်သူနဲ့လိုက်ခဲ့မယ်ဆိုရင်အသက်ရှင်အောင်လုပ်ပေးမယ်ဟမ်ဟိုတားကိုပြောတဲ့လူကြီးကအခုပဲမှလဲဟိုသူ့ကိုအမေတို့ကိုယ်တိုင်သွားခေါ်လာမယ်လေသူ့ကိုအမေတို့တွေးရမှာမဟုတ်ဘူးခဏလေးသားမင်းပြောတဲ့လူကြီးကယောဂီဝိစုံဝစ်ထားပြီးတော့ရောင်တုံထုံးထားသေးလားဒီကဘယ်လိုသိရလဲမိမကြီးတောက်တော့ငါတို့လှုပ်ပေးရမယ်အချိန်ရောက်လာပြီချင်းနေအိုးကျမချစ်လို့တော့မဝသေးတာလေဘလို့လို့မျက်စိအောက်ကနေလှုပ်ပေးရမှာလေမိမစိတ်ချင်းစားမှာကွာငါတို့သားစုပန်းတဲ့နေရအဲ့ဒီလူကိုဂရီပေးခဲ့တာမှတ်မိသေးတယ်မလားဟာဟင်းကျမမသိချင်ဘူးသားအမေးစီကနေဘယ်မှမသွားဘူးနော်မင်းခုလိုလုံးရင်သားလေးနဲ့ငါတို့တစ်သက်လုံးခွဲရမှာကွာသားလေးအသက်ဆက်ပြီးရှင်နိုင်မှုအဲ့ဒီလူကပဲလှုပ်ပေးနိုင်မှာဟောကျမသားလေးမရှိရင်ဘယ်လိုနေရပါမလဲသားအဖေမင်းကိုမှန်တိုင်းပြောပြမယ်ငါသားဓာတ်တော်မြူးစီဒီမှာရှိတဲ့တိုက်ကနေလာတာမင်းကိုဝင်ရှိတဲ့ကာလမှာအဖေတို့ဓာတ်တော်မြူးစီဒီကိုလည်းမကြသွားခဲ့အဲ့ဒီမှာမင်းပြောတဲ့ယောဂီဝင်းတဲ့လူကိုတွေ့ခဲ့တာပဲသူကမင်းမေကိုကြည့်ပြီးတော့ကလေးကိုသူ့ပေးမလားလို့လည်းမေးတယ်အဖေတို့ကလည်းမပေးဘူးပြောတာပေါ့အဲ့ဒီမှာ तू ကလည်းကလေးကိုသူ့စီမပေးရင်အသက်20ကျော်တာနဲ့တိုက်ကိုပြန်သွားရမယ်လို့ပြောတာပေါ့အဖေတို့ကလည်းပေးမယ်ဆိုရင်ဘလို့ဖြစ်မလဲမေးတော့သူ့ကိုပေးမယ်ဆိုရင်ကလေးအသက်20ကျော်ရင်သူ့ကိုယ်တိုင်လာခေါ်ပြီးတော့အခုဘဝထက်ကောင်းမွန်တဲ့ဘဝရအောင်လုပ်ပေးမယ်လို့ပြောတယ်ကွာဒါကြောင့်လည်းအဖေတို့လည်းသူ့ကိုပေးမယ်လို့နှုတ်ကတိပေးလိုက်ပြီနေ့တီကြတော့လည်းဒီကိစ္စကိုမေးရော်နေပြီထင်တာအခု तू ကလည်းဂရိအတိုင်းရောက်လာသားပြီရက်ကလည်းအချိန်ကြီးသဘောပေါက်တော့တာမို့လို့ခုံမောင်မှာထိုင်နေရနေကျမ်းမြေမော်ကိုထိုင်ချမိဘနှစ်ပါးကိုလည်းယူသေးသွားကြောလိုက်တာပေါ့ဖခင်ဖြစ်သူကတော့သားဖြစ်သူကိုကြည့်ရင်မျက်ရည်မလဲအောင်ကြိုးစားနေပြီမဲ့မိခင်ဖြစ်သူကတော့တရှုံရှုံငိုကြွေးတခြားတစ်ဖက်ကလည်းမျက်နှာလှည့်ထားခဲ့အဖေနဲ့မိတော့မကြခင်ပြန်လာခဲ့ပါမယ်မငယ်အမေတို့ကိုတေချာဂယူးဆိုင်ပေးပါနော်ရက်ကလည်းသူ့ကိုငငယ်လေးကလေးကထိန်းလာတဲ့မငယ်ဆိုတဲ့မျိုးသမီးကိုတော်မှားရင်းနဲ့နောက်ဆုံးနှုတ်ဆက်ကြော့ပြီးတော့အိမ်မောကနေဆင်းသွားခဲ့တော့ပေါ့သားခဏနေပါဦးအနောက်ကနေခေါ်တန်ကြောင်နဲ့လှည့်ကြည့်လိုက်တော့ငွေတွေအပြည့်ထည့်ထားတဲ့ကျိုးဘိုးအိတ်တစ်လုံးကိုယူပြီးဆင်းလာတဲ့ဖခင်ဖြစ်သူမြင်ရသားကျမ်းမောင်နေတော့ဒါလူတော်သုံးမှုအဖေထည့်ပေးလိုက်တာတခုခုဆိုရင်လည်းအိမ်ကိုဖုံးဆက်ဖို့မမေ့နေတော့ဟုတ်ကဲ့ပါဖေသားမကြခင်ပြန်လာပါမယ်ရက်ကလည်းဖခင်ဖြစ်သူပြီးတော့ကျိုးဘိုးအိတ်ကိုယူပြီးတော့တင်ငိန်တဲ့ခြေလမ်းနေနဲ့ချမ်းပြင်ကိုထွက်ခွာသွားခဲ့တာပေါ့ညရဲ့အမတ်တညာတစ်ခုဖြစ်တဲ့လာရောင်ကလည်း9000ပြည့်စီဒီလေးပေါ်ကိုလည်းဖြာကျနေခဲ့လာရောင်အောင်မှာထိုင်နေတဲ့အောင်မြတ်သားကလည်းပြက်ကကိုကြည့်ပြီးတော့မနဲ့အာယုံတက်တာနဲ့ဆေးရခရီးစတင်မှာမို့လို့မင်းဖြစ်တည်ခဲ့တဲ့ဘဝတွေကိုဒီနေရာမှာစွန့်ပစ်ခဲ့ပါကျုပ်ကခမရခေါ်တဲ့နောက်ကိုလိုက်ခရီးအရာအလုံးစွန့်လက်ခဲ့ပြီးပါပြီအခုကျုပ်ကဘာလို့ရမှာလဲမင်းရဲ့အသက်နဲ့ခန္ဓာကိုအထက်ဆရာတွေစီကိုလှူဒန်းရမယ်ဒါမှသာတိုက်ကလူတွေပြန်ခေါ်တာမျိုးလုပ်လို့မရမှာဒါဆိုရင်သူတို့ကပြန်မခေါ်နိုင်တော့ဘူးလားမင်းကိုယ်တိုင်ပြန်ကျင်တော့လေခေါ်လို့ရတယ်မပြန်ကျင်ဘူးဆိုရင်တော့လေခေါ်လို့မရဘူးပေါ့ဒါနဲ့ခင်ဗျအသက်ကဘယ်လောက်လဲဗျဘာလို့အသက်ကိုမေးရလဲအဖေပြောတော့ခင်ဗျကျုံမမူကြီးငယ်ကလေးကသူတို့နဲ့တွေ့ကြတာဆိုအခုကျုပ်အသက်20လေးရောက်နေရတော့မှခင်ဗျအသက်30အရွယ်တိုင်းပဲရှိနေသေးလို့မေးကြည့်တာပါကျင်းတဲ့တစ်ခုကိုပေါင်းမြောက်အောင်မြင်ခဲ့ရင်အသက်ကိုလိုသလိုဆွဲဆန့်လို့ရတယ်ဆိုတော့ကြားဘူးလားဟိုထွက်ရပေါက်တဲ့ကျင့်စဉ်မျိုးကိုပြောတာလားအေးဟုတ်တယ်ပေါ့မင်းကဘယ်လိုသိရလဲကျုပ်ကငငယ်ကလေးကစာဖတ်ဝါသနာပါတော်မလို့လေဟိုဒီလိုက်ဖိုင်ရင်သိလာပါဒီဆောင်နေလက်တွေကဘယ်လိုကွာခြားလဲဆိုတာတော့မကြခင်မင်းသိလာပါလိမ့်မယ်အခုလောလောဆယ်တော့မင်းရဲ့အသက်ခန္ဓာကိုငါစီအပ်လိုက်ပါအောင်မြတ်သားလည်းဗျာကရဲ့အသက်နဲ့ခန္ဓာကိုလည်းတောင်းခံလိုက်ပြီးတော့လေသုံးခွက်အင်းတစ်ချက်ကိုပြာချပြီးတောက်ခိုင်းလိုက်တာပေါ့မ
မင်းကိုချင်းအစားပြီးတော့ငါးပါးတီလာကိုနိုင်တဲ့လောက်လုံအောင်ထိန်းရမယ်တက်တက်လို့စားနိုင်တော့စားပေါ့မစားနိုင်ရင်လည်းဘာမှမဖြစ်ပါဘူးတက်တက်လို့ကတော့ရုပ်တရက်ကြီးစားဖို့ကအဆင်မပြေတော့ဘူးတဖြည်းဖြည်းနဲ့တော့ကြိုးစားပါမယ်ငါးပါးတီလာတော့အတက်နိုင်ဆုံးထိန်းပါမယ်ကဲဒါဆိုလဲဒီညတော့အေးရေးကွာအောင်အိတ်လိုက်မနေ့အာယုံတက်တာနဲ့ဆေးရခီးစားကြတာပေါ့ဒါနဲ့တထေးသားအခုလိုမျိုးအိတ်လို့နိုင်မှာမလားကြိုးစားအေးရမှာပေါ့ဆရာကြီးဒီလမ်းကိုရှောက်ဖို့ကြုတ်ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးပြီပဲရကလည်းအောင်မြတ်တော်ကိုမျက်ခုံးလေးတွန့်ပြီးပြောလိုက်ပြီးတော့ကြိုးဖို့အိတ်ကိုကောက်လဲဖျားဝင်းနေကနေထွက်သွားခဲ့တာပေါ့ရကတော့နူးညံ့တဲ့မွေးရမဟုတ်တဲ့ကျမ်းမြေမော်လူးလိန်နဲ့အိတ်ဖို့ကြိုးစားခဲ့ရမှာညတကောင်အချိန်ရောက်မှပဲမိကနေအိတ်ပြောသွားခဲ့ရကပခုံးကိုကင်လုံးလုံးနေတဲ့အထီးတွေကြောင့်လည်းအိတ်ရာနေလူလဲထားပြီးတော့ဆရာဘာဖြစ်တာလဲအာယုံတက်တော်မယ်ကွာထတော့အောင်မြတ်သားစကားကြောင့်လည်းပြက်ကလည်းအကျော်ဆန်ပြီးထားထိုင်လိုက်ပြီးတော့ဇီဒီဘေးရကြီးကံမှာကိုလက်တန့်စင်ပြီးပြန်တက်လာခဲ့တာပေါ့ကျွန်တော်တို့ကဘယ်သွားမှာလဲအခုလောလောဆယ်တော့ခြေဦးတိတ်ရပေါ့ကွာစကားကိုမရေမရာပြောပြီးထွက်သွားတဲ့အောင်မြတ်သားရဲ့နောက်ကျောကိုကြည့်ပြီးတော့ပြက်ကခေါင်းကိုခါရမ်းလိုက်အာယုံတက်ချိန်ကနေထွက်လာခဲ့ပြီးတော့လေနေထန်းတဲ့ဖျားအရောက်မှာတော့လူတွေစီကားတဲ့မြို့တစ်မြို့ကိုလည်းရောက်ခဲ့တာပေါ့ပြက်ကမင်းငါနဲ့လိုက်လာတာနောင်သားရလားနောင်သားရတယ်လို့တော့မခံစားမိပါဘူးဗျာဒါပေမဲ့အိမ်ကိုတော့လွမ်းတာပေါ့ဗျာအေးတော့ဖြစ်တတ်ပါလေလေနောက်တော့လည်းနေသားကြသွားမှာပါကဲရှင်နာတစ်ပင်အောင်မှာခဏနားကြတာပေါ့အောင်မြတ်သားလည်းပြက်ကောက်ကိုခေါ်ပြီးတော့တစ်ပင်အောင်မှာနားနေတဲ့အချိန်မှာတော့လူနေရက်ွက်ထဲကနေစူးစင်းညံတန်တွေကလည်းထွက်ပေါ်လာတာပေါ့ဆရာရှင်နာမှာတခုခုဖြစ်နေတဲ့တူတွေကျွန်တော်တော့ကြည့်လိုက်အောင်ပြက်ကလည်းတော့လက်ဆောင်နဲ့ထောက်တော့ခဲ့ပြီးတော့မကြခင်မှာပြန်ရောက်လာခဲ့တယ်ဘာဖြစ်တာလဲပြက်ကအကျွေးမပေးနိုင်တဲ့ကိစ္စနဲ့ရန်ဖြစ်တာဗျဒါတော့လူပဝင်းကျင်မှာမကြာခဏဖြစ်နေကြကိစ္စတွေပဲလေအခုဖြစ်တာအကျွေးရှင်ဘက်ကလွန်နေလို့ထင်တယ်ဟေးဘာဖြစ်လို့လဲကွာသူတစ်ပါးထမင်းစားနေတာကိုထမင်းဘက်ကမှလွတ်ပြစ်လိုက်တယ်လေမင်းအခုလိုမြင်တော့ဘလိုမျိုးခံစားရလဲကျွန်တော်သူတို့ကိုကူညီပေးခြင်းတယ်ဆရာဒီမင်းရဲ့ကူညီခြင်းစိတ်ကိုတော့ငါမတားပါဘူးမင်းသဘောတိုင်းလုပ်ပြက်ကလည်းအောင်မြတ်သားစကားကြောင့်လွယ်ရထေးကနေငွေတွေချို့ထုတ်ယူလိုက်ပြီးတော့ရန်ဖြစ်နေတဲ့အိမ်ဘက်ကိုပြေးသွားခဲ့တာပေါ့ဒါအောင်မြင်တဲ့အောင်မြတ်သားကလည်းဒီကောင်လေးကသူတော်ဘာကိုကူညီပေးခြင်းနဲ့စိတ်လေးတော့ရှိသားပဲခဏနေရောလေပြက်ကပြန်ရောက်လာပြီးတော့လေဒီလိုခံစားမှုမျိုးဘဝမှာမခံစားဘူးဗျာဘလို့ခံစားမှုမျိုးလဲကွာကိုကြောင့်သူတော်ဘာပျော်ရွှင်သွားတဲ့ခံစားချက်ကိုပြောတာပါအရင်ကဆိုရင်တခြားသူတွေပေါ်မှာလည်းဖြည့်တွေးပေးရမယ်ဆိုတော့မသိဘူးဆရာနဲ့သာမတွေ့ခင်ကျွန်တော်ဘဝဘာမှအထိပ္ပယ်ရှိမှာမဟုတ်ဘူးဗျာအေးရောငါလည်းမင်းနဲ့တွေ့ရမယ်ကံပါလာတာကိုကဲခကြီးဆက်ကြရအောင်မြတ်သားတို့ကလည်းခကြီးတစ်ထောင်နားနေရာနေဆက်ထွက်လာခဲ့တော့ညနေဆောင်ရောက်တော့လေမြို့ပြင်တောင်ကုန်းလေးမှာစောက်ထားတဲ့ဘုံကြီးကျောင်းတစ်ခုစီကိုရောက်ခဲ့တာပေါ့ဒီဘုံကြီးကျောင်းမှာ2ရက်လောက်နေရအောင်ကွာဒီမှာလည်းမင်းအတွက်အတွေ့အကြုံသစ်တွေရနိုင်မှာပါဒီကဘုံကြီးနဲ့ဆရာနဲ့သိရလားဒီသိရပဲပြောရမှာပေါ့ကဲကျောင်းပေါ်တက်မယ်ကွာအောင်မြတ်သားတို့ကလည်းကျောင်းပေါ်ရောက်တော့ကွန်းအစ်တလုံးနဲ့လှုပ်ရှုပ်နေတဲ့ဘုံကြီးတော်ဘာကိုလည်းမြင်လဲရတာပေါ့ဦးစင်းနေကောင်းကျမ်းမှာဝါရလားဟေးဆရာအောင်မြတ်သားပါလားဘယ်ကနေဘလို့ရောက်လာလဲဒီကနေဖြတ်သွားရင်လည်းဦးစင်းစီကိုဝင်လာခဲ့တာဒီနေ့လူနာတွေမလာကြဘူးလားလူနာဆိုလို့ဆရာအောင်မြတ်သားရောက်လာတဲ့အတော်ဝဲပြူကျုပ်တကာမတယောက်မှလည်းထူးဆန်းတဲ့ကိစ္စလေးဖြစ်နေဘလို့ကိစ္စလဲဦးစင်းကြီးလာပြီးလောက်ကွယ်နေဒီမှာဆိုရင်လည်းနားထဲမှာတခြားနန်လောကပုံကိုယ်တွေပြောတဲ့စကားတွေကြားနေရတယ်ဆိုပဲပယောကရောစစ်ကြည့်ပြီးလားဦးစင်းကျုပ်ကောင်စစ်ပြီးဘာမှမတွေ့ဘူးဒါဆိုနောက်တော့ရောဘာတွေဖြစ်သေးလဲအစာပိုင်းကတော့အတန်ကြီးစကြရတယ်နောက်ပိုင်းတော့နန်လောကပုံကိုယ်တွေသွားလာလှုပ်ရှားနေတာကိုရိတ်ခင်းနဲ့မြင်ရတယ်ပြောတယ်သူကဘာသာကြီးလုပ်တဲ့သူလားဗျတနေ့နေလို့ဖျားတစ်ခေါက်ရှင်ခိုးတာမဟုတ်ဘူးဆရာပြောချင်တာအကြားမြင်ရနေတယ်လို့ဆိုလိုချင်တာများလားဦးစင်းပြောသလိုဆိုရင်တော့အကြားမြင်တော့မဟုတ်တော့ဘူးသူကဘယ်နည်းပြန်လာပါလဲမနက်ဖြန်စောစားချိန်တော့ရောက်လာလိမ့်မယ်ဆရာတို့လည်းရှိနေတော့ဝိုင်းကြည့်ပေးပါဦးကောင်းပါပြီကြုတ်ကြည့်ပေးပါမယ်ဒါနဲ့ဒီကောင်လေးကဘယ်သူများလဲဆရာရဲ့တပည့်အစ်လားအဲ့ဒီလိုပဲပြောမှာပေါ့သူ့နာမည်ကပြက်ကလို့ခေါ်တယ်ပြက်ကလည်းအောင်မြတ်သားစကားကြောင့်ဦးစင်းကြီးကိုကြော့ပြီးတော့လည်းလက်အုပ်ချီထားလိုက်တာပေါ့အောင်ကျောင်းသားကြီးအဲ့ဒါတွေတဲဘုံနေရာလေးလှုပ်ပေးလိုက်ပါဦးညနေစာအတွက်လည်းစီစဉ်ပေးထားအောင်တော့တင်းပါဗျာတပည့်တော်စီစဉ်လိုက်ပါအောင်မြတ်သားတို့ကလည်းဘုန်းကြီးကျောင်းမှာတညတာတဲခုပြီးနောက်တစ်နေ့စွန်းစားပြီးတဲ့အချိန်ရောက်တော့အသက်40အရွယ်မိန်းမ2ယောက်ကျောင်းဝင်းထဲကိုဝင်လာတာမြင်လိုက်ရတာပေါ့
ဦးစင်းပြောတာဒီမျိုးသမီးတွေလားဟုတ်တယ်ဆရာသူတို့ပဲအောင်မြတ်သားလည်းចောင်းထီကားပေါ်တက်လာတဲ့မျိုးသမီးနှစ်ယောက်ကိုစိုက်ကြည့်လိုက်ပြီးတော့လေမဆိုင်တဲ့သူចောင်းပေါ်ကနေခဲ့အဲ့ဒီလိုပြောလိုက်တော့တက်လာသူနှစ်ယောက်ကလည်းចောင်းအားဖြစ်သွားတာပေါ့ဆရာဘာဖြစ်တာလဲသူတို့နောက်မှာတခြားတစ်ယောက်ပါလာလို့ចောင်းပေါ်မှာနေခိုင်းလိုက်တာဟောဘယ်သူမှမပါပါဘူးဦးစင်းကြည့်တာနှစ်ယောက်ပါပဲကျွန်တော်လည်းနှစ်ယောက်ပဲမြင်နေတော့ဆရာအောင်မြတ်သားလည်းဦးစင်းနဲ့ပြဲကောက်ကိုဘာမှမပြောတော့ပဲမျိုးသမီးနှစ်ယောက်ကိုလက်ရက်ခေါ်လိုက်တာပေါ့ဦးစင်းလုံးစားရှိရလို့ပါတပည့်တော်ဘေးမှာကြည့်နေပေးပါမယ်ဦးစင်းကလည်းအောင်မြတ်သားစကားကြောင့်လည်းစိတ်ကူးကိုလာတဲ့မျိုးသမီးနှစ်ယောက်ကိုနိုင်တဲ့နေရာမှာထိုင်ခိုင်းဖျားကိုလည်းဥချခိုင်းနေတာပေါ့ပြီးခဲ့တဲ့လောက်ွယ်နေရဘာတွေထူးသေးလဲကွထူးတယ်ပါဖို့အမြင်တွေကလည်းပို့ပြီးထင်ရှားလာတယ်ဒါကြောင့်နေဝင်တာနဲ့အိမ်ထဲကနေအပြင်မထွက်ရတော့အေးဒီနေ့တော့တကောင်မကြီးကိုဟောရီယာဆရာကုတာပေးလိမ့်မယ်ဆရာတစ်ချက်လောက်ကြည့်ပြပါဦးစင်းရဲ့လူနာလွှဲအမှုကြောင့်လည်းအောင်မြတ်သားလည်းအမျိုးသမီးတွေကိုစိုက်ကြည့်ပြီးတော့လေအခုလိုစဖြစ်တာဘယ်ချိန်ကလေးရလဲမကြောက်သေးဘူးဆရာရဲ့နှစ်လလောက်တော့ရှိအောင်မယ်တန်မှန်ရက်ဒီဆိုရင်ဘာမှမဖြစ်ဖ ೇನೆ လာပြီးလောက်ွယ်နေဒီမှာပဲဖြစ်တာကျုပ်ပယောကအရင်စစ်ကြည့်လိုက်ပါမယ်အောင်မြတ်သားလည်းပယောကရှိမရှိခေါင်းကနေတက်ချလိုက်တော့လေစမ်းသက်ရမှာတော့နားမှာဝစ်ထားတဲ့ကြောက်စီငကက်စီရောက်မှလက်ကလည်းငြိမ်သွားခဲ့တာပေါ့လက်စားတော့ဒင်းကလိုက်ပုံနေတာ哦ကဲအမားတို့ကိုမှဝစ်ထားတဲ့လက်ဝဲလက်စားတွေချွတ်ပေးလို့ရပါတယ်ဆရာအမျိုးသမီးကလည်းခန္ဓာကိုယ်မှာဝစ်ထားတဲ့လက်ဝဲလက်စားတွေကိုအောက်မှာပုံချလိုက်ရမှာတော့အောင်မြတ်သားလည်းလက်ညှိုးနဲ့စက်ဝိုင်းပုံစံဝိုင်းပြီးစီးစာထားလိုက်ဦးစင်းပယောကရှိမရှိထက်စစ်ကြည့်ပါလားဦးစင်းကလည်းအောင်မြတ်သားစကားကြောင့်ပယောကရှိမရှိစစ်လိုက်တော့ဦးကောင်းပေါ်ကိုလက်တင်လိုက်တာနဲ့ငရမ်းခုံတယ်လို့တဆက်ဆက်တုံနေတဲ့ခံစားချက်ဖြစ်ပေါ်ခဲ့တာပေါ့အလိုအရင်ကစမ်းရင်ဘာမှမမိပဲဒီနေ့မှဘာလို့မိနေပြဿနာကတော့ဒီပစ္စည်းတွေကြောင့်ပဲဗျပါနတ်တဲ့ပယောဂတွေကခန္ဓာကိုယ်မှာဝစ်စင်ထားတဲ့အရာဝတ္ထုတွေထဲမှာပုံခုပြီးတော့ဆရာကိုလှည့်စားတတ်တယ်ဦးစင်းကခေါင်းကိုဆင်းရင်ဒီကောင်ကလေပင်ကဆွဲကြိုးစီပုံလိုက်လေပင်ကိုဆင်းရင်လက်ထဲကလက်စွပ်စီပုံလိုက်ဒါကြောင့်ဆင်းလိုက်ရင်လည်းမမိပြန်ဘူးပြန်သွားရင်ပြန်ပုံလာတော့တာပဲအခုဖြစ်နေတာလူလို့ပယောကတော့မဟုတ်တယ်မို့ဆရာဘာဖြစ်လို့လဲဦးစင်းကြီးလာပြီးလောက်ွယ်နေနေမှာပဲအမြင်အကြားတွေရပြီးတော့တခြားထိခိုက်တာမျိုးကလည်းမရှိလို့လေအဖြစ်နိုင်တာတော့ဒီမျိုးသမီးတွေရဲ့ဘဝဟောင်းတွေများတတ်ဆိုင်နေမလားပဲအခုနကလည်းသူတို့နောက်မှာတောင်ရှိပစုနဲ့ယောက်ျားတစ်ယောက်လိုက်လာခဲ့သည်ဒါကြောင့်လည်းတပည့်တော်ကចောင်းပုတ်ဝမှာနေခဲ့ဖို့အမိန့်ပြန်လိုက်တာဦးစင်းကလည်းအောင်မြတ်သားရဲ့စကားကြောင့်သဘောပေါက်သွားပြီးတော့ဖမ်းမိထားတဲ့ပယောဂကိုချုပ်ဆွဲရင်းကိုခေါ်တော့လဲဒိုင်းကနေဝင်လာတာပေါ့ဦးစင်းကလည်းဝင်ပူးလာတဲ့ဆွဲရင်းကိုမေးမြန်းတော့သူကလည်းအမျိုးသမီးရဲ့အတိတ်ဘဝခင်မွန်းတော်ဆက်ခဲ့ဘူးသူဖြစ်ပြီးတော့အမျိုးသမီးကိုလည်းလူဘဝရောက်သည့်တိုင်သူကတန်ရောစင်မပြတ်နိုင်တာကြောင့်သူ့ကိုမြင်နိုင်အောင်လို့လည်းပညာနဲ့ပြုစားထားတယ်ဆိုပြီးတော့ဝန်ခံထွက်ဆိုတာပေါ့ဦးစင်းကလည်းပြုစားထားသူကိုပြောဆိုဆုံးမပြီးတော့လည်းနောက်မလုပ်ဖို့သစ္စာရည်တိုက်ပြန်လွတ်ခဲ့တောင်မြင်တဲ့ပြက်ကတော့အောင်မြတ်တာနားကိုလာပြီးတော့ကျွန်တော်တော့ဒီလိုပယောဂကုတာမျိုးစိတ်မပါဘူးဆရာဘာဖြစ်လို့လဲကွာကျွန်တော်စိတ်ကြီးကနေလူလိုလားမရှိဘူးဖြစ်နေတယ်ကျွန်တော်ဖြစ်ချင်တာစင်ရင်တော်ဘောသူတွေကိုကူညီချင်တာရေတခြားအကြောင်းမျိုးမျိုးတွေကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုကူညီချင်တာပယောဂကုသီဖြစ်စေမကုသီဖြစ်စေလိုအပ်တဲ့အခြေခံအင်းစမတွေကိုတော့သိထားဖို့လိုမယ်နော်ဆရာပြောသလိုတော့ကျွန်တော်သင်ပါမယ်ကြိုးလဲကြိုးစားပါမယ်ကျွန်တော်ကစိတ်ထဲရှိတာပြောပြတာပါမင်းတို့ဘယ်လိုပုံသွင်းရမလဲဆိုတော့သိပြီပြက်ကကြီးအောင်မြတ်သားတို့ကလည်းဘုန်းကြီးကျောင်းမှာ2ရက်နေပြီးတော့ခရီးဆက်လာခဲ့တော့လေပုပ်ပါဒေသဘက်ကိုရောက်ခဲ့တာပေါ့အောင်မြတ်သားတို့ပုပ်ပါမှာ2ရက်ရှိနေပြီးတော့လေပြက်တာပန်းဆက်လန်းကနေဖြတ်ဆင်းလာတဲ့အချိန်ဆရာခဏလေးနေပါဦးဘာဖြစ်လို့လဲပြက်ကကြီးဟိုမှာလူကြီးတယောက်လဲနေတယ်ဗျရက်ကလည်းလမ်းဘေးတစ်ပင်တစ်ပင်အောက်မှာလဲနေတဲ့သူစီကိုပြေးသွားဆွဲထူလိုက်တဲ့အချိန်မှာတော့လေမမနေရစက်ခံမဲ့သူတွေ့ပြီဟေးအဲ့ဒီအတန်နဲ့တူတူလဲကြောင်နေတဲ့လူကြီးကလည်းကုန်းယုံထလာခဲ့တာပေါ့မင်းကစန္နာလာမောင်ကြီးမို့လားဘယ်သူများလဲလို့အောင်မြတ်တာဖြစ်နေတာကိုဒီကောင်လေးကမင်းခေါ်တာဟုတ်ပါတယ်ဒါနဲ့မင်းကဒီနေရာမှာဘာလုပ်နေရလဲဒီကောင်လေးကိုစောင့်နေရလေသူတော်မငါမဟာမြိုင်လေးကိုပြန်ဝင်ရမှာသိရတာဒါဆိုရင်ပြက်ကပေါက်စီယာကြီးရွေးချယ်ထားတဲ့စန္နာလာအစ်စ်ပေါ့အားလုံးသိပါတယ်ဆိုတော့အောင်မြတ်တာဆိုတဲ့လူကဒီတစ်ခါတော့မသိတော့ဘူးလေအကျုပ်ကိုဒီအကြောင်းဘယ်သူမှမပြောခဲ့ဘူးလေကျုပ်တော်ဝင်ကပြက်ကကိုပညာသင်ပေးဖို့ပဲသိထားတာဟာမင်းကသူ့ကိုပညာဆက်သင်ပေးရမယ်ဆိုတာဟုတ်တယ်ဒါပေမဲ့ပညာသင်မယ်ဆိုစန္နာလာလို့နေမှသင်လို့ရအဲ့ဒါကိုငါရွေးချယ်ခဲ့တာမဟုတ်ဘူးနော်ဒီဒေသမှာနှစ်ပေါင်းများစွာစန္နာလာလောက်လာတဲ့ဆရာကြီးတွေကိုယ်တိုင်နမိတ်ဖတ်ခဲ့တာဒီမှာကြည့်စန္နာလာမောင်ကြီးကလည်းဘေးမှာချထားတဲ့တဘိုးကိုဆွဲယူလက်နဲ့တက်ချလိုက်တော့စန္နာလာမောင်ကြီးလိုထွင်းထူထားတဲ့နာမည်ကလည်း
အမောင်ပြကအဖြစ်ပြောင်းသွားခဲ့တာပေါ့ဒါမှသူ့ကံကြမ္မာအစ်စ်ဟောဒီတဘိုးစန္နာလလွယ်အိတ်စန္နာလခွက်တည်းရဲ့ပိုင်ရှင်ကမင်းခေါ်လာတဲ့သူပဲစန္နာလလောက်ရမယ်ဆိုတဲ့အတွက်လေပြက်ကရဲ့မျက်နှာသေးသိမ့်ပြီးတော့အောင်မြတ်တာကိုအာကိုတကြီးကြည့်တာပေါ့ဟေးကောင်လေးစန္နာလလောက်ရမယ်ဆိုလို့စိတ်ပြက်သွားလားကွာကျုပ်လိုလူကအခုလိုလောက်ရမယ်လို့အိမ်မက်တောင်မမတ်ခဲ့ဘူးပါဘူးဗျာတကယ်လို့ကျုပ်မလို့ဘူးဆိုရင်ဘာဖြစ်မလဲမင်းသာစန္နာလမလို့ဘူးဆိုရင်ဒီနားတစ်ဝိုက်မှာရှိတဲ့စန္နာလတွေအလုံးထိမ့်ကွတ်သူမရှိဖြစ်သွားလိမ့်မယ်နောက်ဆုံးပြောရရင်တော့စန္နာလရွာတွေအလုံးကတ်ဆိုင်ပြီးတော့လူတွေအများကြီးတေကြမှာပေါ့ဆရာ तू ပြောတာဟုတ်လား तू ကျွန်တော်လိမ့်နေရမလား तू ပြောတာအမှန်နေပဲကောင်လေးစန္နာလရွာတွေအလုံးရဲ့အချုပ်ကိုရွေးချယ်မယ်ဆိုတာသိပေမဲ့မင်းဖြစ်နေမယ်လို့တော့မထင်ခဲ့ဘူးဒီဒေသမှာစန္နာလတွေပဲနေတဲ့ရွာတွေရှိရလားရှိတာပေါ့ကွာသူတို့စန္နာလတွေဆိုပြီးတော့အထင်တော့မသေးနေတော့တင်စာကြောင့်တော့တနေ့တစ်ခါစန္နာလလုံနေရပြီမဲ့ငွေကြီးချမ်းသာတဲ့သူပညာတက်တဲ့သူတွေအများကြီးကွာစန္နာလမောင်ကြီးရဲ့စကားကြောင့်ပြက်ကလည်းတပြင်းရှည်တစ်ချက်ကိုလေးပင်စွာချပြီးတော့တစ်ပင်မှာထောင်ထားတဲ့တပူကိုဖမ်းယူဆွဲလိုက်တဲ့အချိန်မှာတော့မမြင်နိုင်တဲ့စွမ်းအားတစ်ခုကလည်းခန္ဓာကိုယ်ထဲစိတ်ဝင်သွားသလိုခံစားရတယ်ဒီတပူကိုမပြောပြအောင်ထိသိမ့်ပါမင်းအနေနဲ့စန္နာလရွာတွေကိုသွားတဲ့အခါမှာဒီတပူသာမြင်အောင်ပြလိုက်အားလုံးမင်းကိုလေးစားယူသေးလိမ့်စန္နာလမောင်ကြီးကလည်းပြက်ကရဲ့ပခုံးကိုပုတ်တူလွယ်ထားတဲ့အိတ်နဲ့ပိန်လှီနေတဲ့ခွက်တစ်လုံးပေးလိုက်တာပေါ့ပြက်ကလည်းစန္နာလမောင်ကြီးပြီးတဲ့အိတ်နဲ့ခွက်ကိုကင်လိုက်တယ်ဆိုရင်ပဲအောင်မြတ်သားလည်းသူ့အိတ်ထဲမှာရှိတဲ့ငွေစက်ကူတစ်ထက်ကိုလည်းခွက်ထဲထည့်ပေးခဲ့ဆရာကျွန်တော်အကူအညီတစ်ခုတောင်းလို့ရတာအပြောပါပြက်ကကျွန်တော်အရင်ကယူလာတဲ့ငွေတွေကိုဒီနားတစ်ဝိုက်မှာရှိတဲ့စန္နာလတွေကိုလှူပေးပါနောက်ပြီးတော့ကျွန်တော်ကိုပညာသင်ပေးပါမင်းဖြစ်စီတဲ့အတိုင်းလည်းဖြစ်စီရမယ်ဒါတော့ကတိပေးပါလေမောင်ကြီးကလည်းပြက်ကနဲ့အောင်မြတ်သားတို့ကိုကြည့်ပြီးတော့ကဲဒါဆိုကိုချင်းအဆောက်ယူမင်းကစန္နာလပြက်ကဖြစ်သွားပြီဒီညတကောင်ချိန်မှာစန္နာလရွာမှာရှိတဲ့အကြီးအကဲတွေအလုံးနဲ့မိတ်ဆက်ပြီးမှမလို့လေသာကွင်းကိုလာခဲ့ပါစိတ်ချပါဗျာပြက်ကောက်ကိုကြုတ်ခေါ်လာပေးပါမယ်အပြင်ကြုံသွားပြီနော်ပြောဖို့မင်းညာရှိသေးတယ်မိတ်ဆက်ပွဲကိုလာရင်လည်းမျက်နှာကိုမပေါ်အောင်ဖုံးလာခဲ့နော်ဒါကသူတို့စီးကမ်းပဲစန္နာလမောင်ကြီးကလည်းပြက်ကောက်ကိုပြုံးပြနှုတ်ဆက်ပြီးတော့ဂါရာတစ်ပုတ်ကိုယူလိုက်ရမှာမျက်စိရှိမှတင်ပျောက်ကွယ်သွားတာပေါ့ညတော့အလင်းရောင်မရှိတော့အောင်မဲမောင်နေပြီမဲ့လေသာကွင်းအလယ်မှာတော့အတန်အသင့်ကြီးမားတဲ့မိဘုံကြီးတစ်ပုတ်တဟုံဟုံတောက်လောင်နေတာပေါ့မိဘုံရဲ့ရှိတဲ့မှာတော့မျက်နှာကိုဝိအုပ်ထားတဲ့လူတစ်ယောက်တဘိုးတစ်ချောင်းကိုစုပ်ကန်ရက်နေခဲ့သလိုသူ့ရဲ့ရှိမှာတော့စုပ်ပြစ်နေတဲ့ဝက်စားတွေကိုတကူလုံးမပုံအောင်ခြုံထားတဲ့ယောက်ျား10ယောက်ခန့်လည်းရှိနေခဲ့တယ်တို့ချိန်မှာတော့လေအကြီးကဲတဲ့ဆောင်ပြီးဆိုရင်ခေါင်းဆောင်အသစ်မိတ်ဆက်ပွဲလေးစလိုက်ကြတာပေါ့အဲ့ဒီတန်တဲ့တူဖာယာဆက်ရာဒီပါတဲ့အင်းကြီးနဲ့လုံကြီးကိုဝစ်ဆင်ထားတဲ့လူတစ်ယောက်အမောင်လေးကနေထွက်လာတာပေါ့ဒီမြင်ကွင်းကိုလည်းမလန်းမကန်းအမောင်ရီထဲမှာထိုင်ရင်းတည်နေတဲ့အောင်မြတ်သားလေချင်းမွေးမီးမလောက်လမ်းမွေးမီးမလောက်နေကြရတဲ့တတိသားကလည်းဝေးလံတဲ့ရက်ဒီသားမှာစန္နာလလာလုံနေရပါလားအဲ့ဒီလိုရေရွတ်လောက်တော့ပေါ့စန္နာလကောင်းဆောင်ဖြစ်တင်မြောင်ချင်းခံရတဲ့ဘက်ကောက်ကိုလည်းအောင်မြတ်သားအနေနဲ့မြည်တို့မြည်ပုံပညာသင်ကြားပေးသွားမလဲပညာသင်ကာလမှာလည်းဘလို့အဖြတ်တွေဝင်လာမလဲဆိုတာကိုတော့အောင်မြတ်သားနဲ့စန္နာလဘက်ကဆိုတဲ့ဇလန်းလေးမှာလေဆက်လက်ပြီးတော့လေစောင့်မျှော်ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ